နာမည်မှာ3ပါတဲ့လူမှများကိုကြီးဆိုင်မှာတစ်ခု free လို့อ่ะမင်းလာနဲ့တော့ညမိုင်ဝဲကြည့်တယ် ကြည့်ရဗောဗျာအခုမှတစ်တော့မှအမန်ကြီးတက် အဲ့ဒါကိုပြောချင်တာမန်ယူကအာယူကို2 3 9နဲ့နိုင်သွားလို့ကိုကြီးဒီနေ့ promotion လုပ်ထားတယ် ဘာ promotion လဲ နာမည်မှာ3ပါတဲ့လူမှများကိုကြီးဆိုင်မှာတစ်ခု free လို့อ่ะဟာမင်းကိုပေးချင်တာမင်းနာမည်မှာ3မပါတော့ငါမင်းကိုပေးလို့မရဘူးကွာစိတ်တော်ကောင်း ဟိုအဲ့ဆိုကိုရင်ကျွန်တော်ပေးလိုက်တော့ ကြောက်မင်းနာမည်3မှမပါတာစီတို့လေဘလို့3ပါပါ မဟုတ်ဘူးကိုရင်ကျွန်တော်ပေးလိုက်တော့လို့ အာ3မပါဘဲနဲ့ငါမပေးဘူးမင်းနာမည်မှာ3ပါမှငါပေးမှာ ဟုတ်ကျွန်တော်ပြောတာကိုရင်ကျွန်တော်ပေးလိုက်တော့ အဲ့ဒီမင်းနာမည်မှာ3ပါလားပြောကဲ3ပါပေးမယ် 3ပိုင်တကယ်ပေးမှာမလား ပေးပါဦး အဲ့ဆိုကျွန်တော်ယူသွားလိုက်တော့မယ်ကျွန်တော်ဒီအာလူတော့တဘူးယူလိုက်မယ် မင်းစီတို့ကဘလို့3ပါ ကျွန်တော်အရင်တော့က तू ကခေါ်တာလို3ဗျာ ဟာညီလေးရတို့တော့ ယူသွားလိုက်တော့မယ်ဗျာ ယူသွားလိုက်တော့ကွာမင်းကငါ့ကိုစိတ်မကောင်းပြအောင်လုပ်သွားပြန်ပြီယူသွားတို့တော့လေဟလား